မင်္ဂလာပါရှင်။ကျွန်တော်ကျွေးရှာမှာကြိုဆိုပါရရှင်။ဒီနေ့ညီမလေးပြပြပေးမယ့် screen လေးကတော့ leaf and overview ဆိုတဲ့ screen လေးပဲဖြစ်ပါရရှင်။ဒီ screen လေးကိုရှောက်ဖွေလိုပါက leaf and typebox ဆိုတဲ့ module လေးမှာတစ်ဆင့်ရှောက်ဖွေနိုင်တယ်လို့ quick navigation box လေးတွင်လည်းရိုက်ရွေးရှောက်ဖွေနိုင်ပါရရှင်။အခုဒီ screen လေးနဲ့ပတ်သက်ပြီးပြပြပေးမယ့်ချက်လေးတွေကတော့ဒီ screen ကိုအသုံးပြုရရည်ရွယ်ချက်ဒီ screen နဲ့ပတ်သက်ပြီးသိထားမယ့်အချက်များနဲ့တကွဒီ screen အသုံးပြုပုံစစ်စစ်လေးတွေပဲဖြစ်ပါရရှင်။ဒီ screen လေးရဆိုလို့ရှိရင်မိမိတို့ login ဝင်ထားတဲ့ account လေးရဲ့ရရှိထားတဲ့ leaf type တွေနဲ့တကွဒီ leaf type တွေရဲ့ allocated သစ်စီကသူ့ရဲ့ဒီနှစ်အတွင်းမှာရရှိမဲ့ balance တွေဒီနှစ်အတွင်းမှာသုံးပြုလိုက်တဲ့ balance တွေနဲ့အတူပေါ့နော် carry forward balance ရှိခဲ့မယ်ဆိုလို့ရှိရင် carry forward balance တွေဖော်ပြပေးထားမျိုးလေးရှိပါမယ်ရှင်။ဒါပြင်ညီမတို့ဒီလက်ကျန် balance တွေနဲ့အတူပေါ့နော်ခွင့်တိုင်တာမျိုးတွေရှိခဲ့မယ်ဆိုလို့ရှိရင် pending ဘယ်နှခုရှိမယ် approve ဘယ်နှခုရထားတယ်အပြင်ပေါ့နော် reject ဘယ်နှခုရရဲဆိုတဲ့ record လေးကိုဒီ screen လေးမှာစစ်ကြည့်ပေးလို့ရပါတယ်ရှင်။ညီမတို့ဒီဘက်ညာဘက်တောင်သားလေးမှာရှိတဲ့ leaf type color လေးတွေကကြာတော့ညီမတို့ဒီ system ထဲမှာ create လုပ်ထားတဲ့ leaf type color လေးတွေအကုန်လုံးကိုquick view အနေနဲ့ပေါ့နော်တစ်ချက်စစ်ကြည့်ပေးလို့ရပါတယ်ရှင်။ဒီ leaf type color ဆိုတဲ့နေရာလေးကကြာတော့ system ထဲမှာရှိသမျှ quick balance တွေအကုန်လုံးဖော်ပြပေးထားဖြစ်ပြီးတော့မိမိ login ဝင်ထားတဲ့ account ပေါ့နော်ကိုယ့်ရဲ့ account မှာရရှိထားတဲ့ quick balance လေးတွေကြာတော့ညီမတို့ဒီ leaf type ဆိုတဲ့အောက်လေးမှာဖော်ပြပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။သိလိုတာလေးရှိရင်ညီမလေးတို့ရဲ့ကြွေးရှာလိုက်ချက်သို့မဟုတ် support email လေးကနေတစ်ဆင့်မေးမြန်းပေးလို့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။